여러분 뼈로 코리아사 공파대비소ဇေယျကူပြထားတဲ့စကလုံးလေးတွေကိုဖတ်ခိုင်းကြည့်တာအခုထိအတန်ပြောင်းတာတွေဘာတွေမတည်သေးဘူးမဖတ်တတ်ကြသေးဘူးပေါ့နော်ဇေယျခက်ခက်ခဲခဲနဲ့ရှာပေးထားတာမို့ဒါလေးတွေကို save တာပါပြီးလို့ရှိရင်တငယ်ချင်းတွေတည်အောင်လဲ share ပေးနော်ဇေယျနဲ့အတူလေ့ကျင့်ရအောင်ပထမတစ်ခုဘယ်လိုဖတ်လဲနားလိုလားမဟုတ်ဘူးနော်နားလိုလာတန်ထွက်မယ်နားလိုနောက်တစ်ခု 국물မဟုတ်ဘူးနော် 국물ဖတ်ရမယ့်အတန်ထွက်လေးကိုဇေယျမြားရဲ့နောက်မှာထည့်ပေးထားနော် 국물နောက်တစ်ခုက 학교မဟုတ်ဘူးနော် 학교နောက်တစ်ခုက 종류 ညတန်တယ်နော် 종류 ဘာတွေဘလို့ဖြစ်ကုန်တာလဲပြီးရင်ပြောပြမယ်အရင်စံနာမစောနဲ့အရင်ဆုံးလိုက်ကြည့်မယ်နော်နောက်တစ်ခုက 줄 넘기 မဟုတ်ဘူး 줄 넘기 လာတန် 줄 넘기နောက်တစ်ခုကလည်း 국립 မဟုတ်သေးဘူး 국립 ငါတန်နဲ့ 국립နောက်တစ်ခုကလည်း 십장 မဟုတ်ဘူး 십장 ကြတန် 십장နောက်တစ်ခုကလည်း 독립 မဟုတ်ဘူး 독립ရှေ့ကငါတန်နောက်ကနတန် 독립နောက်တစ်ခုကတော့ 너허요 မဟုတ်ဘူးเนาะအတန်မယ် 너워요 လည်းရ 너워요 လည်းရနည်းနည်းဝါချလိုက်တာပေါ့เนาะအတန်အတွက်အစစ်က 너어요 ဟာတန်မဟုတ်ဘူး 날로 국물 학교 종류 줄넘기 국립 십장 독립 너어요 ရမယ်เนาะကဲဒါဆိုနောက်တစ်မျက်နှာ 연락လာတန်ထွက်မယ်ပေါ့เนาะနောက်တစ်ခုက 장르နာတန်ထွက်မယ်ပေါ့เนาะနောက်တစ်ခုက 못해요 သူကထတန်ထွက်တာเนาะ 못해요နောက်တစ်ခုက 석류 မဟုတ်ဘူး 성류ရှေ့ကငါတန်ဖြစ်သွားတယ်နောက်တစ်ခုကကြတော့ညတန်ဖြစ်သွားတယ် 성류နောက်တစ်ခုက 신랑လာတန်เนาะနောက်တစ်ခုက 수업료 မဟုတ်ဘူးเนาะဘာတလေးကမတန်ပြောင်းသွားတာ 수업료နောက်တစ်ခုက gucci ပေါ့เนาะဒါနဲ့အင်းနဲ့ဆိုရင် G လို့ထွက်တယ်နောက်တစ်ခုက 깨끗하다နောက်တစ်ခုက 박물관 မဟုတ်เนาะ 박물관ငါတက်ဖြစ်သွားတာပြီးတော့ဇေယျကလေးနှစ်လုံး sub study နဲ့လေ့လာတာဖြစ်တဲ့အတွက်ကြောင့်ဘာကြောင့်ဘလို့ပြောင်းသွားတယ်ဆိုတာကိုအတိအကျကြီးတော့ဇေယျမသိဘူးပေါ့နော်ကို့အမှတ်သားနဲ့ကိုမှတ်တယ်လာမေးလို့ရှိရင်လည်းကို့မှတ်သားနဲ့ကိုရှင်းပြတယ်အဲ့ဒါလုံးဝမှအဆင်ပြေတယ်ပေါ့နော်ပြီးတော့ YouTube channel ဒီ channel ရဲ့ playlist ထဲမှာဒီထဲမှာဇေယျကဒါတွေကိုအသေးစိတ်လေးရှင်းပြထားတာပေါ့နော် TikTok မှာကျတော့အဲ့လောက်အရှိရှင်းပြလို့မရလို့ဒါပေမဲ့အသက်အတန်ရဲ့ဆက်ဆက်မှုလေးကိုတော့နည်းနည်းပြောသွားမယ်သိလားအသက်က9မျိုးရှိတာ6မျိုးကသူဒီ3တွဲ여러분တို့သိချာလေးပါဇက်အနေအထားကိုဂရုစိုက်ကြည့်ကားတက်နဲ့ငါတက်နဲ့ဒီပါဇက်နေတာလုံးဝတူတယ်ကားနဲ့ငါဒါပေမဲ့တစ်ခုကအတန်ပြက်ပြီးတော့တစ်ခုကအတန်ရှည်ပြီးတော့ဓာနဲ့နဒီလေဒီသွားကိုရှာနေထိတာချင်းလုံးဝတူတယ်ဒါပေမဲ့တစ်ခုကအတန်ပြက်တစ်ခုကအတန်ရှည်နောက်တစ်ခုကကြတော့ဘာနဲ့မပေါ့နော်သူကလည်းပါဇက်ပိတ်တာချင်းတူတူပဲဒါပေမဲ့တစ်ခုကအတန်ပြက်တစ်ခုကအတန်ရှည်ဒါဆိုရင်ဒီစကလုံးတွေကလေနောက်ကအတန်ရှည်နဲ့တွေ့တဲ့အခါမှာရှေ့ကအတန်ပြက်တွေကရှည်သွားတာဥပမာဒီစုအောမ်ညိုဆိုရင်စုအော့နော်အော့ဆိုဘာတက်ရဲ့နောက်မှာလာဆိုတော့အတန်ရှည်ရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအတန်ပြက်ကအတန်ရှည်ဖြစ်သွားတာဘာဒီဘယ်သူနဲ့ပါဇက်နေတာတူလဲမတန်နဲ့တူတယ်ဒါကြောင့်ဘာဒီမတန်ဖြစ်သွားတာနောက်ကအတန်ရှည်နဲ့တွေ့လို့ရှေ့ကအတန်ရှည်သွားတာရှည်တဲ့ခါမှာလေပါဇက်နေတာတူတာတွေပဲပြောင်းမယ်ဘာဆိုရင်မတန်ပြောင်းမယ်ဂါဆိုရင်ငါတန်ပြောင်းမယ်ဒီမှာစောင်းညူဆိုရင်ကြည့်လိုက်ဆော့ဂါတက်ကအတန်ရှည်မှာဆိုတော့ဂါနဲ့ပါဇက်နေတာတူတာကငါအဲ့တော့ဆောင်းညူ박물관လည်းအဲ့လိုပဲနောက်ကမတက်ဆိုတော့အတန်ရှည်ဒါကြောင့်ရှေ့ကဂါတက်ဒီအတန်ရှည်ပေးရမယ်ဂါနဲ့ပါဇက်တူဟာဒီငါပါဇက်လေးတခြားလိုက်လို့ကြည့်နော်ငါ
ဒါကြောင့်မို့လို့ဒါသည်အတန်ရှည်ဖြစ်သွားရတာပါနောက်ကအတန်ရှည်ရင်ရှည်ကိုလည်းအတန်ရှည်ပြောင်းပေးရတယ်ပြောင်းတဲ့အခါမှာလည်းသူနဲ့ပါဇက်အနေအထားတူတဲ့သူကိုပြောင်းပေးရတယ်ဆိုတော့ဒီနည်းနဲ့မှတ်တာအဆင်ပြေပေါ့နော်ပြီးတော့လေ့လာတာလာပိုင်းပဲရှိသေးတယ်ဒါတွေမဖတ်တတ်သေးဘူးဆိုရင်လုံးဝအားမငယ်ပါနဲ့ဖတ်တတ်မှာမဟုတ်သေးပါဘူးဆရာမတွေကသင်ရင်းနဲ့နည်းနည်းညက်ပြီးတော့တစ်မျိုးပြီးတစ်မျိုးသင်ပေးသွားပါလိမ့်မယ်ဒါကြောင့်မို့လို့တစ်ခုပြီးတစ်ခုလေ့လာပြီးတော့စုဆောင်းပါပြီးရင်ဒါလေးကို save ထားပါတခြားတငယ်ချင်းတွေကိုလည်း share ပေးပါနော်ကဲအဆုံးထိစိတ်ရှိရှိနဲ့လေ့လာပေးလို့ကျေးဇူးတင်ပါတယ်ရှင်